လာပါဗျာ Publish Eye Health Channel ကကြိုဆိုပါတယ်အဓိကတော့ဒီ channel လေးမှာစပြီးတော့ကျွန်တော်ဒီ channel လေးလုပ်တဲ့အဓိကရည်ရွယ်ချက်ကတော့မျက်စိကျန်းမာရေးပတ်သက်တဲ့ဗဟုသုတတွေအားလုံးသိအောင်လို့စိတ်ပညာချင်းမဟုတ်တဲ့မျက်စိပညာချင်းမဟုတ်တဲ့အများပြည်သူကြားထဲမှာမျက်စိကျန်းမာရေးဗဟုသုတတွေအဓိကသိလာအောင်ဆိုတဲ့သဘောမျိုးနဲ့ကျွန်တော်ကဒီ channel ကိုကျွန်တော်ကထူတော့ပါမယ်ဒီ channel မှာကျွန်တော်အဓိကပြောသွားမယ့်အကြောင်းအရာတော့2016ခုနှစ်မှာကျွန်တော်ရေးသားထုတ်ဝေခဲ့တဲ့မျက်စိပြဿနာအဖြစ်ရှာဆိုတဲ့ဒီစာအုပ်ကလေးတွေကအခြေခံပြီးကျွန်တော်ပြောသွားမှာဒီစာအုပ်ကို2016ခုနှစ်ကကျွန်တော်ထုတ်ရတဲ့ရည်ရွယ်ချက်ကတော့အခုရည်ရွယ်ချက်အတိုင်းပဲတာမန်လူတွေမျက်စိကျန်းမာရေးဗဟုသုတရှိအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ထုတ်ခဲ့တာပါကြားပဲပြီဆိုတော့လေတကယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒုတိယအကြိမ်တတိယအကြိမ်စသဖြင့်ထုတ်တဲ့အချိန်ကာလတော့ကျော်လာခဲ့ပါပြီအကြောင်းကြောင့်ကျွန်တော်ကဒီစာအုပ်ထုတ်ဖို့အခက်အခဲဖြစ်လာတဲ့အခါကျတော့ဒီစာအုပ်အစားအခုလို line ပေါ်မှာ Publish Eye Health ဆိုပြီးတော့ channel လေးထောင်ပြီးတော့ကျွန်တော်ပြောတော့မှာပါဒီစာအုပ်ကအဓိကရည်ရွယ်ချက်ကတော့အခြေခံကျန်းမာရေးဝန်ထမ်းတွေနောက်ကျန်းမာရေးဝန်ထမ်းမဟုတ်တဲ့ဆေးပညာရှင်မဟုတ်တဲ့မျက်စိပညာရှင်မဟုတ်တဲ့သူတွေလောလောကူနားလည်ရှင်းလင်းအောင်ကျွန်တော်အဲ့စာအုပ်မှာရေးသားခဲ့ပါတယ်ဒီစာအုပ်ကလည်းကျွန်တော်တို့က website ပေါင်းကျွန်တော်8ခုကနေပြီးတော့ရှာဖွေဖတ်ရှုပြီးတော့ကျွန်တော်ပြန်ပြီးတော့ဒါကိုရေးထားတာပါအဲ့တော့ဒီစာအုပ်မှာကျွန်တော်ကအပိုင်း၄ပိုင်းခွဲပြီးတော့ရေးထားပါတယ်ပထမအပိုင်းကတော့မျက်စိဆိုင်ရာအင်္ဂါအစိမ်းပိုင်းမှာညာနဲ့အမြင်စွမ်းရည် anatomy and visual accuracy ပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်ကတာမန်လူတွေနားလည်လို့တဲ့ခေါ်ပေါ်အသုံးအနှုန်းလေးတွေနဲ့ကြိုးစားပြီးတော့ရေးသားပြုစုထားခဲ့တာဒုတိယအပိုင်းကတော့မျက်စိထိခိုက်ဒဏ်ရာရခြင်းမျက်စိထိခိုက်ဒဏ်ရာရတဲ့အခါမှာဘယ်လိုမျိုးလုပ်တဲ့လဲဘယ်လိုမျိုးလိုက်နာတဲ့လဲစသဖြင့်အဲ့ဒါမျိုးလေးတွေလည်းပါပါတယ်တတိယအပိုင်းမှာတော့ယောဂပိုးကြောင့်ဖြစ်တဲ့မျက်စိပြဿနာတွေနဲ့နောက်အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့မျက်စိပြဿနာတွေစသဖြင့်ရေးထားပါတယ်စရုပ်ဓာတ်အပိုင်းမှာတော့အရေးကြီးတဲ့မျက်စိယောဂတွေနဲ့မျက်စိပြဿနာတွေဒါတွေကိုလည်းပဲနားလည်လွယ်အောင်ကျွန်တော်ရေးထားပါတယ်ဘယ်ယောဂပြန်အားဖြင့်တာမန်အားဖြင့်သူ့လိုပျောက်ကင်းသွားမယ်ဘယ်ယောဂအားဖြင့်ophthalmologist လို့ခေါ်တဲ့မျက်စိအထူးဆရာဝန်ကြီးနဲ့ပြမှသာလေပျောက်ကင်းနိုင်တယ်ဆရာဝန်ကြီးတွေကဘယ်လိုမျိုးကုသမှုမျိုးတွေပေးလို့ရှိတယ်ဆိုတဲ့ဟာလေးတွေကျွန်တော်ဒီမျက်စိပြဿနာအဖြစ်ရှာတဲ့စာအုပ်ကလေးတွေမှာရေးထားပါတယ်ဒီစာအုပ်ကလည်းပဲကျွန်တော်2016ကထုတ်ပြီးနောက်ပိုင်းမှာ3-4 လအတွင်းမှာအုပ်ရည်1000ကုန်ခဲ့တဲ့စာအုပ်ပါမဒမအသုံးတည့်တဲ့စာအုပ်ပါဒါကြောင့်ကျွန်တော်အနေနဲ့ထပ်မံထုတ်ဝေနိုင်တဲ့အခြေအနေမရှိတဲ့အခါကျတော့အကြောင်းတရားတွေမတိုက်ဆိုင်တဲ့အခါကျတော့ဒါကိုအခုကျွန်တော် Public Eye Health ဆိုတဲ့ခေါင်းစဉ်အောက်မှာ channel တစ်ခုနဲ့ကျွန်တော်ပြောတော့မှာအခုဒီနေ့ကတော့ဒီစာအုပ်ကလေးကိုကျွန်တော်မိတ်ဆက်တဲ့သဘောပါပဲနောက်စပြီးတော့ဒီစာအုပ်ကိုစောစောပြောတဲ့အပိုင်းလိုက်ခဏလိုက်ကျွန်တော်အဲ့ဒီအားလုံးရိုးရှင်းလွယ်ကူတဲ့အခေါ်ပေါ်အသုံးအနှုန်းတွေနဲ့ကျွန်တော်ရှင်းပြပြီးတော့ဒီ channel မှာတင်သွားမှာပါအဲ့ဒါကိုဒီနေ့ကိုကျွန်တော်ရင်းပြီးတဲ့သဘောတော့ပါအားလုံးကျမ်းမာချမ်းသာကြပါစေနောက်ဆုံးရတာပေါ့ဗျာ